ရန်ကုန်မန္တလေးလမ်းဘေးအင်းတကုတ်မြို့ရှိ73စီဆိုင်တဆိုင်မှာရပ်နားထားတဲ့22ဘိန်းကုန်တင်ရင်ပေါ်မှာဖြစ်ပွားခဲ့တာပါ။ရင်မောင်းဖြစ်သူမိုးမြင့်ဦးကရင်နောက်လိုက်တန်းကျော်ကိုအလုပ်ကိစ္စနဲ့ပတ်သက်ပြီးကြမ်းတမ်းစွာဆဲဆိုပြောဆိုခဲ့ရကနေအညိုးတေးထားပြီးလူသက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဖြစ်စဉ်အသေးစိတ်အချိန်မတ်လ30ရက်ညပိုင်းပါ။နေရအင်းတကုတ်မြို့မိတ်ဆွေကောင်းစီဆိုင်အတွင်းရပ်နားထားသည့်ရင်ပေါ်၌လှုပ်ဆောင်ပုံရင်ပေါင်းမိုးမြင့်ဦးရင်ကောင်းကန်းအတွင်းအိပ်ပျော်နေစဉ်ရင်နောက်လိုက်တန်းကျော်ကတူနဲ့ထူချင်းကကြဲနဲ့ထိုးချင်းတို့ကိုပြုလုပ်ခဲ့ပါတယ်။ရလက်ဦးကောင်းလဲဘင်းနဲ့လက်မောင်းတို့မှာပြင်းထန်တရားတွေရရှိပြီးရင်ပေါင်းမိုးမြင့်ဦးဟာအခင်းဖြစ်နေရမှာပဲတည်ဆုံသွားခဲ့ပါတယ်။ရန်ကုန်တိုင်းလှိုင်းသားရအနောက်ပိုင်းမြို့နယ်အမှတ်16ရပ်ကွက်တာစီလန်းရှိနာရေးအိမ်ဆောင်ဖဲဝိုင်းတွင်ယမနေ့မတ်လ28 12နာရီခန့်ကလူသက်မှုဖြစ်ပွားကြောင်းသိရပါတယ်။အမှတ်16ရပ်ကွက်တာစီလန်းရှိနာရေးအိမ်ဆောင်ဖဲဝိုင်းမှာလူသက်မှုဖြစ်တာပါ။ဖဲဝိုင်းကစားနေတာကိုဓားကင်ပြီးလာတတ်တာဓားခုတ်သူကအကျွေးရှင်များမှမသိအောင်ပုံးဆောင်နေတာကိုအကျွေးရှင်များကိုပြောသည်ဟုဆိုကအသားတွေကလောက်ထက်ကောင်ဟုပြောဆိုပြီးဖဲရစားနေသည့်ဖြိုးကိုစော်ကိုခုတ်တယ်။ဇဘိုးထိပြီးလွှဲကျသွားခြင်းထက်မှန်၄ချက်ထိုးတတ်တယ်။အခင်းဖြစ်နေရမှာပဲခုတ်ထိုးခံရသည့်ဖြိုးကိုစော်ကတည်ဆုံးတယ်။ကျူးလွန်သူထွန်းထွန်းဝင်းခငထွန်းကထွက်ပြေးသွားတယ်ဟုရက်ကွက်နေဒေတာခန်များက Top Phoenix Media ကိုပြောပါတယ်။ပြစ်မှုကျူးလွန်သူကိုတနာလီအတွင်းဖမ်းမိပါတယ်။သူကထွက်ပြေးပြီးအမှတ်16ရက်ကွာရွှေညောင်လိုင်းရှိညှက်ထက်ဆောင်တစ်ခုရဲ့အပေါ်ဓာတ်အခန်းလွတ်မှာပုံးခိုညင်စိမ်မှာဖမ်းမိပါတယ်။အခင်းဖိတ်ချိန်မှာအသုံးပြုသည့်သားကိုသိမ်းဆည်းရမိပါပြီ။ဥပဒေအရအရေးယူနိုင်ရေးဆောင်ရွက်နေတယ်ဟုလှိုင်းသားရအနောက်ပိုင်းမြို့နယ်တောင်ကြီးနယ်မြေရဲစခန်းမှာတာဝန်ရှိသူတဦးက Top Phoenix Media ကိုပြောပါတယ်။ပြစ်မှုကျူးလွန်သူထွန်းထွန်းဝဲခငထွန်း46နှစ်တကောင်းလန်အမှတ်16ရက်ကွက်နေသူအားလှိုင်းသားရအနောက်ပိုင်းမြို့နယ်တောင်ကြီးနယ်မြေရဲစခန်းမှာပ246ခရာ2026ရောင်းဆက်သက်ကြီးပုံမှ3လနှစ်ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်နေကြောင်းသိရှိရပါတယ်။အရာဝတီတိုင်းဟင်တာရမြို့နယ်မှာငွေချေးတာမပေးတာကြောင့်အမျိုးသမီးတစ်ယောက်အားလူရက်တပ်ဖြတ်မီးရှို့အလောင်းဖျောက်ခဲ့တဲ့အမျိုးသားတစ်ယောက်ကိုရဲတွေကဖမ်းဆီးခဲ့တယ်လို့ရဲတပ်ဖွဲ့နဲ့နှီးဆက်သူတွေစီကသိရပါတယ်။မတ်3ရက်ကဟင်တာရမြို့နယ်ကျုံတုံးကျေးရွာအုပ်စုဆက်ပြအိုင်ကျေးရွာကလူမနေတဲ့ဝါဘိုးချန်လွတ်အတွင်းမှာအသက်59နှစ်အရွယ်ကျုံတုံးကျေးရွာကဒေါ်သင်းသင်းအေးဟာမီးရှို့အဆက်ခံရတဲ့အနေထားနဲ့တွေ့ရှိခဲ့ပြီးဖြစ်စဉ်ကိုစစ်ကောင်စီရဲတွေကဆက်လက်စုံစမ်းစစ်ဆေးခဲ့တာလို့သိရပါတယ်။စုံစမ်းစစ်ဆေးချက်တွေအရကျူးလွန်သူဟာဟင်တာရမြို့နယ်ကျုံတုံးကျေးရွာအုပ်စုကြီးချောင်းကျေးရွာနေအွန်စောခဖြိုးဝေအောင်ဖြစ်ပြီးခပ်ပြေးသိမ်းရှောင်နေတာကြောင့်ဖမ်းဆီးနိုင်ဖို့စုံစမ်းစစ်ဆေးဟဲ့ရာမတ်28ရက်ကမအူဘီမြို့ကားဝင်းထဲမှာဖမ်းမိခဲ့တာဖြစ်ပါတယ်။ရဲတခွဲနဲ့နီးစပ်သူတယောက်ကစစ်ဆေးချက်အရငွေချေးတာမရလို့ငွေကိုလည်းလူရယူပြီးတပ်ဖြတ်တာလို့ထွက်ဆိုထားတာလို့သိရပါတယ်။မီးရှို့တပ်ဖြတ်ထားတဲ့အလောင်းကိုအောက်ချုပ်ပြူမှုနဲ့ဒေသခံတွေကတွေ့လို့ရဲစခန်းကိုအကြောင်းကြားပြီးအမုန်းဖွင့်စစ်ဆေးခဲ့တာလို့ပြောပါတယ်။အဆိုပါဖြစ်စဉ်နဲ့ပတ်သက်လို့ကျူးလွန်တဲ့တရားခံအွန်ဆိုးခဖြိုးဝေအောင်ကိုလူရက်လူသက်မီးရှို့အလောင်းဖျောက်မှုနဲ့ဟင်တာရမြို့မြေနီရဲစခန်းကရာဇာတကြီးဥပဒေပုံမှန်300 394 217နဲ့အမှုဖွင့်စစ်ဆေးနေပါတယ်။လူသက်မီးရှို့အလောင်းဖျောက်မှုကျူးလွန်သူအွန်စောခဖြိုးဝေအောင်ဟာ2022ခုကပုံမှန်2ခုနဲ့ထောင်ဒဏ်9နှစ်ကျခဲ့ဘူးသူဖြစ်ပြီး2025နှစ်ကုန်ပိုင်းကစစ်ကောင်စီရဲ့လွန်ငင်းသက်တာခွင့်နဲ့ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။